အရင်ခေတ်တုန်းကလျှက်စစ်မီမရသေးတဲ့အချိန်လူသူလေးပါရှင်းလင်းပြက်လက်နေတဲ့လက်မိုင်းညတညမှာပေါ့ကိုအောင်လာတယောက်ရွာဖျားပွဲကအပြန်နွားလဲမောင်းပြီးတယောက်တည်းပြန်လာတဲ့အချိန်ကတော့ညစ်နဲ့တန်းကောင်ကျော်နေပြီးပဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပြီးအောင်လာတို့ရွာကိုရောက်ဖို့ရွာထိပ်ကနတ်စင်ကွေးလို့ခေါ်တဲ့နေရာကိုအရင်ဖြတ်ရမယ်အဲ့ဒီနတ်စင်ကွေးမှာတက်တန်းရင်ကုတ်ကူပင်ကြီးတစ်ပင်ရှိတယ်ကုတ်ကူပင်ကြီးနာရောက်ခါနီးမှာပဲထူးဆန်းတာတစ်ခုစဖြစ်တဲ့ပုံမှန်ဆိုလိမ္မာပါနဲ့တဲ့သူ့နွားနှစ်ကောင်ကရုတ်တရက်ခြေလန်းတုံသွားတယ်ဖျားစာရွတ်မယ်လို့စဉ်းစားပြီးကောင်းမော့ကြည့်လိုက်တဲ့အချိန်လာရောင်ဖြိုးဖြိုးအောက်ကကုတ်ကူပင်ကြီးရဲ့တကိုင်းတက်တစ်ခုပေါ်မှာလူတယောက်ထိုင်နေရကိုတွေ့လိုက်ရတယ်အဖြူရောင်ဝတ်စုံနဲ့မိမတယောက်စပင်တွေကဖားလျာချထားပြီးမျက်နှာကိုကွယ်နေတဲ့အဆိုးဆုံးကတော့သူမရဲ့ခြေထောက်တွေကပုံမှန်မဟုတ်ဘူးတဖြည်းဖြည်းရှေ့ထွက်လာလိုက်တာမြေကြီးနဲ့ထိလူနီးပါပဲပြီးတော့စပင်ကြားထဲကနေဖြူဖက်ဖြူရောမျက်နှာကြီးအနားမှာဦးနေတဲ့ခွေးတစ်ကောင်ကိုသူမရဲ့ရှေ့လျားတဲ့လက်ကြီးနဲ့လှမ်းဆွဲညှစ်ချပစ်လိုက်တယ်။ကိုအောင်လာကလည်းလမ်းပြီးနွားတွေကိုအတာကုံရိုက်ချပစ်လိုက်တယ်။နွားတွေကလည်းအကြောက်လုံပြီးအစုံပေါက်ပြီးတော့တာပဲ။လဲကခုံပေါက်ပြီးပြေးနေပေမဲ့ကိုအောင်လာစိတ်ထဲမှာလဲနောက်မီးကလေးလံနေတယ်လို့ခံစားရတယ်။နောက်ကိုလှဲ့မကြည့်ရဲပဲမျက်စိမိတ်ပြီးဖျားစာတွေအော်ယိုရင်းမောင်းပြေးခဲ့ရတယ်။အနောက်ကအရိပ်မဲကြီးတွေကလည်းအော်ပြီးပြေးလိုက်လာနေကြတယ်။ရွာလမ်းမကြီးပေါ်ရောက်ပြီးအင်ဂျီရီမြင်ရမှလှဲနောက်မီကပေါ်သွားတယ်လို့ခံစားလိုက်ရတဲ့အိမ်ရောက်တော့ကိုအောင်လာတယောက်ဖြားပြီး3ရက်လောက်အိမ်ရတဲ့ကမထနိုင်ဘူးဖြစ်သွားတယ်။နောက်ပိုင်းရွာလူကြီးတွေပြောပြမှသိရတာကအဲ့ဒီကုတ်ကိုပင်ကြီးအောက်မှာကိုရင်ကတပြားတိုင်းအသက်ခံထားရတဲ့အမျိုးသမီးတယောက်ရှိဘူးတဲ့အဲ့ဒီညကစပြီးကိုအောင်လာတယောက်ညဘက်ဆိုရွာထိပ်ကိုဘယ်တော့မှတယောက်တည်းမသွားရတော့ပါဘူး။အဲ့ဒီသူရဲ့မကတော့ရွာထိပ်ကကုတ်ကိုပင်ကြီးပုံမှာထိုင်ရင်းနဲ့ညဘက်ခီးသွားတွေကို6လမ်းပုံနဲ့လူစားလဲဖို့ဆောင်ရင်